အားလုံးပဲမင်္ဂလာပါရှင်တက်ခေတ်သတင်းစုံမီဒီယာမှကြိုဆိုလိုက်ပါရစေရှင်နေ့2025ခုနှစ်မတ်လ19ရက်နေ့ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ယနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာလေးကတော့တရုတ်ပြက်ကပြဖြောပေးခြင်းနဲ့ညဉ့်ညမ်းသည့်အတိတ်ပဲပေါက်စေနိုင်သောဘုံတီးမဲ့တစ်တချင်းဗီဒီယိုဖန်တီးထုတ်လွှင့်သူတရစ်တေးဆိုအောင်ပါစေနီစီစဉ်သူများကိုစီစစ်အရေးယူမိဟုပြန်ကြားရေးဝန်ကြီးဌာနမှအတိပေးထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်မြန်မာလူမျိုးတို့ရဲ့အမျက်တနိုးတန်ဖိုးထားဂုဏ်ယူရသောမြန်မာတူရိယာဘုံနှင့်ပတ်မာများကိုပြည့်ရည်ပြူစော်ကားတဲ့ပွဲဖြစ်နေသည့်အပြင်တရုတ်ပြက်ကပြဖဖေးခြင်းနှင့်ညဉ့်ညမ်းသည့်အထိပ္ပယ်ပေါက်စေနိုင်သောအထိပ္ပယ်နှစ်ခွာတချင်းစာသားများဖြင့်ဖန်တီးထားသောဘုံတီးမဲ့တေးသချင်းဗီဒီယိုဖန်တီးထုတ်လွှင့်သူတေးရတေးဆိုအောင်ပါစီနှင့်စီစဉ်သူများကိုစစ်စစ်အရေးယူရန်ဆောင်ရွက်နေကြောင်းပြန်ကြားရေးဝန်ကြီးဌာနကအတည်ပြုကြေညာထားပါတယ်ရှင်စစ်တပ်ရဲ့ကွန်ရက်ကိုအသုံးပြု၍ရုပ်ရှင်ကားထုတ်လင်းပြသခြင်းလုပ်ငန်းလုပ်ကင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားသည်စစ်တပ်ရဲ့ကွန်ရက်ကိုအသုံးပြု၍ရုပ်ရှင်ကားထုတ်လင်းပြသခြင်းလုပ်ငန်းလုပ်ကင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားသူသည်အမိန့်အမှတ်32/2024အရာမိမိတို့လှည့်တင်မည်ကိုတက်များအားစစ်စစ်ရေးအဖွဲ့ထံသို့တင်ပြ၍စီစစ်မှုခံရမည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာနမှအသိပေးကြေညာထားပြီးဖြစ်တော်လဲတေးရတေးဆိုအောင်ပါစေဆိုသူမှာစစ်တပ်ရေးကွန်ရက်ကိုအသုံးပြု၍ရုပ်ရှင်ကားထုတ်လင်းပြသခြင်းလုပ်ငန်းလုပ်ကင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားခြင်းမရှိဘဲ၎င်း၏လူမှုကွန်ရက်အမျိုးမျိုးတွင်ထုတ်လင်းပြသလျက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်ရှင်။ထို့ပြင်အဆိုပါတေးသချင်းဗီဒီယိုများအနက်ဘုံတီးမဲ့တေးသချင်းဗီဒီယိုသည်မြန်မာသူမျိုးတို့၏အမျက်တနိုးတန်ဖိုးထားဂုဏ်ယူရသောမြန်မာတူရိယာဘုံနှင့်ပတ်မာများကိုပြည့်ရည်ပြူစော်ကားတဲ့ဖွယ်ဖြစ်နေသောတရုတ်ပြက်ကပြဖြောပေးခြင်းနှင့်ညဉ့်ညမ်းသည့်အဓိပ္ပာယ်ပေါက်စေနိုင်သောအဓိပ္ပာယ်နှစ်ခွာတချင်းစာသားများဖြင့်ဖန်တီးထားခြင်းဖြစ်ကြောင်းစစ်စစ်တရှိရသည်ဟုလည်းဆိုထားပါတယ်။တို့ဖြစ်၍အဆိုပါဘုံတီးမဲ့တဲ့တချင်းဗီဒီယိုနှင့်ပတ်သက်၍ဖန်တီးထုတ်လွှင့်သူစီစဉ်သူပါဝင်သူများကိုအမှုဖွင့်အရေးယူနိုင်ရေးစစ်စစ်လျက်ရှိကြောင်းစစ်တပ်ရေးခွန်ရက်ကိုအသုံးပြု၍ရုပ်ရှင်ကားထုတ်လင်းပြသခြင်းလုပ်ငန်းလုပ်ကင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားခြင်းမရှိသူများအနေဖြင့်လုပ်ကင်ခွင့်မှတ်ပုံတင်လက်မှတ်လျှောက်ထားရယူပြီးမိမိတို့လွတ်တင်မြေကွန်တက်များကိုစီစီရေးအဖွဲ့ထံတင်ပြရမည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန၏အတည်ပြုကြေညာထားမှုအရသိရပါတယ်ရှင်။